တစ်ခါမှာတော့ဗီယက်နမ်နိုင်ငံအလယ်ပိုင်းလာအိုနယ်စပ်နားမှာရှိတဲ့ဖုန်ညာ Cave ဆိုတဲ့လိုင်ငွေအကြောင်းကိုအလဲသွားရင်းနဲ့ပြပြပေးမယ်နော်ဖုန်ညာ Cave ဆိုတာကတော့ကမ္ဘာသက်တမ်းအရင်ဆုံးလိုင်ငွေကြီးတွေကတစ်ခုဖြစ်ပြီးတော့အထဲမှာရှိတဲ့ထုံကြောင်းကြောက်ဆက်ပန်တွေဟာခမင်းချိန်နှစ်သက်ပေါင်း400ကျော်လောက်ထိသက်တမ်းရှိပါတယ်တစ်ချိန်တစ်ခါတော့ကချမ်းလူမျိုးတွေနေထိုင်ခဲ့ကြပြီးတော့ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ဘာသာရေးအဆောက်အဦနေရာအနေနဲ့အသုံးပြုခဲ့ကြတာပါဖုန်ညာ Cave ထဲမှာရှိတဲ့မြေအောင်မြစ်ဟာဆိုရင်လည်းကမ္ဘာအရှည်ဆုံးမြေအောင်မြစ်တွေကတစ်ခုဖြစ်တာကြောင့်နာမည်ကြီးလူကြိုက်များပြီးတော့ UNESCO Heritage အဖြစ်နဲ့လည်း2003ခုနှစ်မှာစာရင်းဝင်နေတာကြောင့်ကမ္ဘာအရပ်ကခရီးသွားတွေနှစ်စဉ်လာရောက်လည်ပတ်ကြတဲ့နေရာတစ်ခုပါဖုန်ညာ Cave ကိုသွားရောက်လည်ပတ်မယ်ဆိုရင်တော့ခရီးသည်တွေကလေစီးပြီးဝင်ရောက်လည်ပတ်ရမှာပါလိုင်ခွေရဲ့ရှည်ဟာကီလိုမီတာ40ကျော်ရှည်လျားပေမဲ့ဗုဒ္ဓတွေအများစုကတော့လိုင်ခွေရဲ့အစပိုင်း1 ကီလိုမီတာလောက်ကိုပဲဝင်ရောက်လက်ပတ်ပေးအောင်မို့2 နာရီကျော်လောက်ပဲအချိန်ပေးရပါတယ်။လိုက်ကိုအစအဆုံးသွားချင်တယ်ဆိုရင်တော့ Multi Days Tour တွေရှိပါတယ်။လိုက်ကိုထဲမှာပဲညအိပ်ပြီးတော့ camping လုပ်ရတဲ့ tour ပုံစံမျိုးပါ။တခြားတငယ်ချင်းခီးသွားဖို့ရှိရဆိုရင်တော့အဲ့ဒီလို camping လုပ်ရတဲ့ tour လေးတွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။အခုကတော့အမတယောက်တည်းဖြစ်တာမလို့နေချင်းညွန်တိုးလေးနဲ့ပဲကျင်းနေလိုက်ရတယ်ပေါ့နော်ဒါပေမဲ့လည်းတကယ်ကိုသွားရကြုံတဲ့တိုးလေးတစ်ခုပါဗီယက်နမ်ရဲ့တခြားနေရာတွေလောက်လည်းလူဦးရေမထူထပ်တာမလို့အမတို့လိုနိုင်ပိုင်းလည်းပဲချင်သူတွေကြိုက်ဖြစ်မှာပါဖုန်ညာ Cave ကိုလည်းပဲချင်နေဆိုရင်တော့ March လလောက်ကနေ August လလောက်ထိပဲအဆင်ပြေပါတယ်လိုက်ကူထဲမှာရှိတဲ့ရေအောင်မြစ်ဟာမိုးရသည်မှာရေမျက်နှာပြင်မြင့်တက်လာတာကြောင့်မိုးရင်းဆိုရင်တော့လို့မရပါဘူးเนาะ Adventure လောက်ကတော့သဘောကျတဲ့သူတွေအတွက်ကတော့ဖုန်ညာကိုချအောင်သွားပြီးတော့ Multi Days Caving Tour တွေလုပ်ကြည့်ကြပါเนาะဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့တခြားသိချင်တဲ့အကြောင်းအရာရှိရင်လည်း comment မှာလုပ်သွားလို့ရတယ်เนาะဗီဒီယိုတွေမှာပြန်တွေ့ပါမယ်တတား